ဒီနေ့တော့နွားကြောင်မသွားပါဘူးအမဟင်းချစ်အိမ်မဟင်းချမောင်းရင်းလေးချစ်မလို့ချမောင်းရွတ်ဒီလာခူးတာမုံကလာပင်လေးနဲ့မင်းนี่ချမောင်းမင်းนี่လက်လက်ဆက်ဆက်အချစ်ခါနီးမှာလာချစ်တာလာပြီးတော့ခူးတာပေါ့ဗျာချမောင်းလေးချမောင်းလေးနုနုထွတ်ထွတ်ကလေးတွေချမောင်းလေးစားဖို့သကောင်းခရမ်းကျင်ဒီတခွားတွေပြောင်းဒီမုံလာတွေဒီမုံကလာတွေကလေကျွန်တော်တို့ကြောက်ကမကောင်းတဲ့ကောင်တွေဆိုလို့ရှိရင်မုံကလာရယ်ကြောက်ဖေုံသီးရယ်နန်းနန်းပင်ရယ်တရုတ်နန်းနန်းရယ်ဟိုလိုက်ပေါ်မှာတွေ့ရတစ်တော်မှာပြောနေတယ်အကူကြီးပြောသလိုပဲကြိုးတောက်တာကျွန်တော်ကောင်းတယ်ဗျကျွန်တော်အဲ့ကြောက်ကကြောက်တယ်လို့မလေးရှားပြန်လာတာချမောင်လာခုတာချမောင်ဟင်းချစ်မလို့ညနေချမ်းလေးမှာချမောင်လာခုတာဒါချစ်မဲ့ကြမ်းမှခူးပြီးတော့အိမ်နဲ့နီးလေးအိမ်ရဟိုဘက်မှာဥမုံကလာတွေအဲ့ဥမုံကလာရဲ့အရွက်တွေကြောက်ဖျုံသီးရဲ့နန်းနန်းပင်ရဲ့ကျိုးတောက်လို့ပေါင်းပြီးတော့တောက်တာပေါ့ဗျာကျွန်တော်မလေးရှားမှာနေတော့တောက်တာကောင်းတယ်ဗျာကြောက်ကဘာမှမဖြစ်ဘူးကျွန်တော်ဒီမလေးရှားမှာကြောက်တယ်လို့ဆိုပြီးပြန်လာတာလာကပါစီးုံမှာအဲ့ဒါပြန်ခွဲတာလေကြောက်ကဘာမှမပစ္စည်းဘူးကောင်းတယ်ကျွန်တော်ကြောက်ကအလုံးကောင်းတယ်ခုတော့ကြက်မနဲ့အရင်ကောင်းသွားပြီလို့မလေးရှားမှာနေတော့ဆိုရင်ထုံမိုင်းပြီးတော့လေးလံထုံမိုင်းကြောက်နေဆိုတော့ဟိုဘီဘင်းပေါက်ဒီဘီဘင်းကပေါ်တယ်မဒီဒါဖုံးတာဝါတိုင်းကျိုးပေါ့ဗျာဟိုတုန်းက2003ကျွန်တော်တို့မလေးရှားမလာခင်နှစ်တွေမှာကြာတော့ဆိုကျိုးဖုံးတယ်လေကျွန်တော်တို့အိမ်တိမ်မဲ့ရှိတာအဲ့အနေဒါဒီမှာလာပြီးတော့လာထောက်မှလည်းဘေးပင်ပေါက်ဟလားဒါဘေးပင်လေးတွေထပ်မင်မဟုတ်ဘေးပင်အဲ့ဘေးပင်တွေကစိုက်တာမဟုတ်ဘူးဗျသူ့အားသူအလေးကြပေါက်တာလေဟိုတုန်းကဒါဖျားကုန်းနယ်မြေလို့ပြောတာပဲဟိုတုန်းကမင်းတွေရောက်ခဲ့လာတော့ဟိုဘက်မှာချမ်းတက်ကြီးဆိုတာရှိတယ်သူကပြေးတီးခစ်တရနေချမ်းတက်ကြီးကိုသူကဟိုချမ်းတက်ကြီးချီတက်လာတော့ပြေးတီးခစ်တရဘင်းရဲ့သားတော်ကစစ်တိုက်တာပေါ့ဗျာအဲ့ဒါစစ်တိုက်တာမှာဒီလိုမျိုးသူစစ်ထွက်တဲ့နေရာတွေမှာသူကဘေးဟိုးချစ်ကပေးစားလေးဆိုတော့ပေးပင်တွေစိုက်ခဲ့မှာပေါ့ဗျာအဲ့လိုဖျားတယ်ပေးပင်